အားလုံးပဲမင်္ဂလာပါ Venus မှာပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော်ပြီးခဲ့တဲ့ဘက်က Watch တနာကိုကြော်ရွေးထားပြီး Arthurian Legend နဲ့မာလင်းအကြောင်းပြောထားတယ်ဗျမကြည့်ရရင်ဒီဗီဒီယိုမှာတွားကြည့်လို့ရပါတယ်အဲ့တော့အချိန်နေရလည်းမသိသေးတာဆိုတော့ဒီနေ့မှလည်းမာလင်းနဲ့ပတ်သက်ပြီးထပ်ပြောပါအောင်မယ်ဒီတစ်ခါတော့စာရေးဆရာတွေဇာတ်လမ်းစင်ထားတဲ့မာလင်းမဟုတ်ပဲ Fantasy Writer တွေဇာတ်လမ်းစင်ထားတဲ့မာလင်းအကြောင်းပြောမှာပါအလွယ်ပြောရရင်တော့ Alternative Voice ရဲ့မာလင်းအကြောင်းပါAD 900စုနဲ့1000စုနဲ့ဝန်းကျင်လောက်ကမာလင်းဆိုတဲ့လူငယ်လေးတယောက်က House of Slytherin မှာတက်ရောက်ခဲ့တာဖြစ်ပြီး House ရဲ့ဒီတောင်ဖြစ်တဲ့ Salazar Slytherin ရဲ့တပည့်အရင်နဲ့ဖြစ်ပါတယ်မူရင်း Arthurian Legend မှာတော့မာလီယိုနတ်ဆိုးနဲ့ဒီလာရှင်တို့ကြီးကမွေးဖွားခဲ့တဲ့ hybrid လို့ပြောထားပေမဲ့ Harry Potter ရဲ့ Wizarding World မှာတော့ Hogwarts ကျောင်းတော်ရဲ့ကနဦးမျိုးဆက်လေးဖြစ်မော်သွေးစစ်မိသားစုနဲ့မွေးဖွားလာလေးဖြစ်နိုင်တယ်လို့ထင်ကြီးပေးကြပါတယ်။ J.K. Rowling ကတော့မိဘတွေအကြောင်းမပြောထားဘူးဆိုပေမဲ့ထုံးစံတိုင်းမာလင်ရဲ့မော်ပေါ်ရင်းထုံးကားကောင်းလုံးလာမလို့ Hogwarts မှာလည်းမဟုတ်ပဲ Wizarding World တစ်ခုလုံးမှာမာလင်ရဲ့ genetics ကထူးခြားဆုံးဆိုပြီးသတ်မှတ်ထားကြပါတယ်။ Wizarding World ထဲမှာမော်သွေးတို့ပဲပါတယ်ဆုံးတော့လူသားတစ်ဝက်တည်းဖြစ်တဲ့ McGonagall ကိုနေရာလည်းမပေးတာပြီးအတော်လေးယွန်ရှာကြပါတယ်။ဟောက်ကွက်လိုမျိုးယာတို့ယာကန်တွေကိုအမြဲတမ်းခွဲလေးရှိတဲ့မော်ကျောင်းတော်တွေမှာဆိုဒီလိုဖြစ်ကဒုထုံးလိုတော်ဖြစ်နေပါပြီ။အဆိုးဆုံးကတော့ House of Slytherin အကြောင်းသားတွေပါ။ကျောင်းသားတွေလည်းဆိုတာ Salazar Slytherin မှာJanet House 3ခုမှာ McGonagall ကိုလက်ခံတဲ့အချက်ကိုသဘောမကျတဲ့အပြင် Chambers of Secrets ကြီးကိုအများမသိအောင်ခိုးတီထောင်ပြီး McGonagall ကိုရှင်းလင်းပြမယ်ဆိုရလို့ဝက်စစ်စင်ရေးအောင်ရှိခဲ့တာ Harry Potter ကြည်ဘူးသူတိုင်းသိပါတယ်။အဲ့လို Slytherin အကြောင်းသားတဲ့နေပါ McGonagall မုန်းတီနေကြချိန်မှာအကျဉ်းနာတဲ့နှလုံးသားတစ်စုံနဲ့မာလင်ရော Slytherin လူမျိုးဆန့်ကျင်ပါတယ်။ဘယ်လောက်တောင်ဆန့်ကျင်လဲဆိုရင် McGonagall ကာကွယ်ဖို့ရည်ရွယ်ခြင်းနဲ့ Orders of Merlin ကိုတည်ထောင်ရတဲ့အထိပါWizarding World မှာနေကြတဲ့သူတွေရဲ့အတန်းတွေခွင့်ရတဲ့နဲ့ Pure Blood တွေက McGonagall ကိုအနိုင်ကျင့်နှိပ်စက်နေတာတွေမရှိရဘူးဆိုရရွေးခြင်းနဲ့အစွန်းရောက် Slytherin ကျောင်းသားတွေနဲ့ဆရာရင်းဖြစ်တဲ့ Salazar Slytherin မှာတိုက်ရိုက်ဖိဆန်ခဲ့ပါတယ်။ကံကောင်းတာတစ်ခုက Orders of Merlin ပေါ်လာတဲ့အချိန်မှာဆရာဖြစ်သူ Salazar House 3ခုကဖောင်လာတဲ့ McGonagall စာစကားများပြီးကျောင်းကနေထွက်လိုက်ပါပြီ။အတက်လေးကြီးနေပြီဆိုတော့တည်သွားရလေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဲ့အပြင်ဘယ် Universe ရဲ့အာသာနဲ့မကင်းတဲ့ Merlin ကဒီ Alternative Force မှာလည်းအာသာရဲ့မှော်ကျန်ပေးနေနေ Knights of Round Table အနေနဲ့အမှုထမ်းခဲ့ပြန်ပါတယ်။တေဘဲရဲ့ရွေချက်ကလည်းအခွင့်အရေးနဲ့တာတူညီမျှမှုတွေလေးပေးတာမလို့ဒီစပွဲဝိုင်းကနေပဲ Orders of Merlin တို့အကြံရခဲ့တာလည်းဖြစ်ပါတယ်။ Margarita လုံလောက်တဲ့အခွင့်အရေးနဲ့ Pure Blood တွေရဲ့ဖိနှိပ်တာတွေလည်းပြောက်ကွယ်လာပါတယ်။ဆိုပေမဲ့ Margarita ပေါ်ထားတဲ့အချို့ Pure Blood တွေရဲ့အမြင်ကတော့ Merlin လက်ထက်ကစားလို့ Harry Potter တိထိုင်နှစ်ပေါင်း1000ကျော်ကြာတဲ့အထိမပြောင်းလဲသေးပါဘူး။ Merlin ဆုံးတော့ခေါင်းဆောင်မယ်လို့မရှိတော့တဲ့ Orders of Merlin ရဲ့တဖြည်းဖြည်းပြောက်ကွယ်လာပါတယ်။နောက်ထပ်နှစ်300နဲ့400ဝန်းကျင်လောက်ကြာမှာတော့ Ministry of Magic လို့ခေါ်တဲ့မှော်တရားရုံးကြီးပေါ်ပေါ်လာပြီး Orders of Merlin ကိုမှော်လောကအကြီးဆုံးဂုဏ်ထူးဆောင်ပွဲတစ်ခုနဲ့ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ဆုံးနေတဲ့ကနဦးကာလပိုင်းတွေမှာမှော်ရီ spare တိတိကျမရှိပဲအတုံးချပုံတွေကိုပြောင်းလဲပေးခဲ့တဲ့ပြီး Wondrous Magic လို့ခေါ်တဲ့မှော်တုတ်တန်တွေမှာပါပဲအစိမ့်သက်သက်ကြီးအသုံးပြုခဲ့ကြပါတယ်။ဒီအချက်ကိုပါရမီအားကောင်းတဲ့မာလင်ကမှော်စီးစမှုအားကောင်းမှုနဲ့ spare တွေကိုတိကျဖို့အတွက်ဝမ်အသေးစားလေးတွေကိုကိုယ်တိုင်သုံးလုပ်ပြီး Wizarding World ကိုလမ်းပြခဲ့ပါတယ်။မာလင်ကမော်လောကရဲ့ပထမဆုံးမျိုးဆက်ဖြစ်တာမလို့သူခေသူခါမှာ Harry Potter တို့လိုမျိုး Magic Wand တွေတီးတန့် formula တွေလို့မရှိခဲ့ပါဘူး။တော်တော်များများကသူနီးသူဟန်နဲ့ပဲ Asian Magic ကိုသုံးပြီး Wand တွေကိုဖက်တီးခဲ့ကြပါတယ်။မာလင်ရဲ့ Wand ဝတ်တခြားသာဥဒန်ယူရတာဖြစ်ပြီးတစ္ဆတ်တရားကိုစားပြုပါတယ်။အဲ့ဒါအပြင် Dark Magic ကိုလည်းပါပြောင်းတိုက်ခိုက်ခဲ့တယ်လို့ theory ချိုးရှိပါတယ်။အဲ့လိုတွေကြောင့်မလို့လည်းမာလင်မော်လောကမှာအကြီးမြတ်ဆုံးစုံးနေတဲ့သတ်မှတ်ကြပါတယ်။အဲ့အပြင် Elder Wand ရှိတဲ့ Dumbledore နဲ့ Voldemort နှစ်ယောက်ပေါင်းရင်မာလင်အနိုင်ယူဖို့မဖြစ်နိုင်ပါဘူး။ဒီလိုပြောရင် Dumbledore fan တွေကငင်းကောင်းငင်းနိုင်ပါတယ်။ Dumbledore ရဲ့ Prime Version ဖြစ်တဲ့ Fantastic Beasts ကတော့မာလင်အနိုင်ယူဖို့ level မှာမရှိပါဘူး။ Dumbledore တုံးနေတဲ့ spell များစုနဲ့မိညမ်းခဲ့တဲ့စာအုပ်တွေကမာလင်ချန်ခဲ့တဲ့အမွေဖြစ်လို့ Dumbledore ကမာလင်ရဲ့ level မှာမရှိပါဘူး။ Power scale လည်းမဟုတ်လို့ဒီမာလင်ရက်လိုက်ပါမယ်။ဒီလိုမျိုးအထားလေးချက် aura ပြည့်တဲ့မာလင်က 7 deadly sin မှာတော့ open ကြီးနဲ့စော်ကြီးဖြစ်နေတာတော်လေးကျင်လာစရာပါ။ enemy အတော်ကြိုက်တဲ့ကျွန်တော်တို့ legendary ဇက်ကောင်ကြီးအခုလိုပြည့်စည်လိုက်တဲ့သဘောမတွေ့လာပါဘူး။ Moriarty နဲ့ Jack the Ripper တို့ဆိုရင်လည်းမူရင်းဇက်နဲ့လာမဆိုင်တော့လုပ်ပြထားတော့တွေ့ရပါတယ်။အဲအကြောင်းနဲ့ပတ်သက်ပြီးလဲ enemy fan တိုင်းကို found တူပါဦးမယ်။ဒီဗီဒီယိုလေးရတော့လောက်ပါပဲ။ဆုံးအောင်ကြည့်ပြီးရတဲ့အချိန်ကြီးလည်းကျေးဇူးအများကြီးတင်ပါတယ်။